ဗီယက်နမ်ကိုရှုံးနေပြီးနောက်ရှင်နေရခန်းစားချက်တွေကိုဖွင့်ရလာတဲ့မြမလိပ်ဝေးစင်မိထက်လူကမ္ဘောဒီးယားစီးကိန်းပြိုင်ပွဲမှာမြန်မာအမျိုးသမီးဘောလုံးအသင်းဟာဗီယက်နမ်အသင်းကိုရှုံးနိမ့်ခဲ့ပြီးနောက်အုပ်စုစဉ်ကနေလှည့်ပြန်ခဲ့ရပြီးဖြစ်ပါတယ်။ဒီရှုံးနိမ့်မှုနဲ့အတူပြည်သက်တွေကြားမှာအထူးဂရုဏာသက်ဆိုင်ရာဖြစ်ခင်ရတာကတော့အမေရိကန်ပြည်အောင်စုကနေလာရောက်အားဖြည့်ပေးခဲ့တဲ့တိုက်စစ်မှုမိထက်လူရဲ့မျက်ရည်တွေနဲ့သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကစကလုံးတွေပဲဖြစ်ပါတယ်။ဒီကြောင်းရာကိုဆက်လက်တင်ဆက်ပေးပါမယ်။မနေ့ကရှိန်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အပြီးမှာမြန်မာအသင်းဟာပြိုင်ဘက်ဗီယက်နမ်ကိုအရှိန်နေပြီးစီကင်မတ်ကိုဆွတ်လွတ်ခဲ့ရပါတယ်။ပွဲကစားချိန်ပြီးဆုံးလို့ကွင်းထဲကနေထွက်ခွာချိန်မှာတော့ပရိသတ်တွေကကွင်းထဲကိုရှုံလေးတွေပြစ်ပေးပြီးအားပေးခဲ့ကြသလိုမိထက်လူကလည်းအဆိုပါရှုံလေးတွေကိုပွေပိုင်ရင်ပရိသတ်တွေကိုလက်ပြနှုတ်ဆက်ကဝင်းထဲမျက်ရည်ကျခဲ့ရတဲ့မြင်ကွေဟာမြန်မာပရိသတ်တွေရဲ့နှလုံးသားကိုထိရှစေခဲ့ပါတယ်။မိထန်လူဟာအမေရိကန်ပြည်အောင်စုမှာပညာသင်ကြားနေရင်ကနေနိုင်ငံအသင်းအတွက်ကိုစားပြုရှင်ပြိုင်မှုခက်ခဲတွေကြားကနေလာရောက်ပူးပေါင်းခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိဂျပန်နီးပြယူကီရဲ့လက်ထက်မှာတော့သူမဟာလုံလောက်တဲ့ပွဲကစားခွင့်မရခဲ့ပါဘူး။ပြီးခဲ့တဲ့အမျိုးသမီးအာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတုန်းကလိုပဲဒီစီးဂိမ်းမှာလည်းသူမကိုနီးပြဖွဲ့ကနေရာပေးမှုနဲ့ပါခဲ့တာကိုတွေ့ရပါတယ်။မလေးရှားနဲ့ပွဲစဉ်မှာပွဲထွက်ခွင့်ရခဲ့ပေမယ့်ဤစနစ်ပိုင်းဆိုင်ရာအားနည်းချက်တွေကြောင့်ကစားကွက်ပျောက်ဆုံးခဲ့ရတယ်လို့ဖြစ်ခဲ့ပြီးအဆုံးဖြတ်ဖြစ်တဲ့ဗီယက်နမ်နဲ့ပွဲစဉ်မှာတော့အသင်းကရှုံးနေခံနေအခြေအနေအချိန်နှောင်းခံနေမှသာမိသေးတက်ခိုင်းတယ်လို့မျိုးထည့်သွင်းသုံးပြုခဲ့တာကိုတွေ့ရပါတယ်။ဒါကစားသမားတို့အတွက်စိတ်သက်ပိုင်းဆိုင်ရာထိုးနှက်ချက်တစ်ခုဖြစ်စေခဲ့ပါတယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီးမိထက်လူကသူမရဲ့ Facebook စာမျက်နှာမှာအခုလိုပဲရှင်းဖွင့်ထားပါတယ်။ရိုးရိုးရှုံးနေတာနဲ့ဂုံတိတ်ခါရှိရှိရှုံးနေတာဟာကွာခြားမှုရှိကြောင်းမနေ့ကရှုံးနေမှုဟာရိုးရိုးရှုံးနေတာထက်ပိုလို့နဲ့ကွဲအကြေကွဲမှုမျိုးဖြစ်ကြောင်းရေးသားထားသလို something's a better left answer တချို့ကိစ္စတွေကပါဇက်ကထုတ်မပြောပဲဒီတိုင်းထားလိုက်တာကပိုကောင်းပါလေဆိုပြီးတော့လေနည်းနည်းတဲ့အတိတ်ပဲတက်ရောက်စေတဲ့စာသားမျိုးနဲ့ဖော်ပြခဲ့ပါတယ်ဒါဟာနီးစနစ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေကစားသမားအသုံးပြုမှုတွေနဲ့ပတ်သက်ပြီးကစားသမားတွေကိုယ်တိုင်ရဲ့မကျေနပ်ချက်တွေပြောမပြလို့တဲ့အကြောင်းရင်းတွေရှိနေတယ်ဆိုတာကိုတွန်းဝိုင်းပြီးဖွင့်ရလိုက်တာလို့လည်းယူဆရပါတယ်။နီးပြယူကင်ရဲ့လူထုတ်ပုံနဲ့နီးစနစ်ပိုင်းတွေပေါ်ဝေဖန်မှုတွေမြင့်တက်နေချိန်မှာကစားသမားတွေရဲ့စိတ်သက်ပိုင်းဆိုင်ရာထိခိုက်မှုတွေကလည်းမိကွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။မြမလိမ့်ရီစင်မြို့သမီးအသင်းတွေနဲ့လာမယ့်ပြိုင်ပွဲတွေမှာဒီလိုအားနည်းချက်တွေကိုဘယ်လိုပြင်ဆင်လာမလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။